ကဲရှေ့ကိုတီချာကြည့်လိုက်ကြပါဦးလမ်းမပေါ်မှာကားပိတ်တာကိုပဲမြင်ပူကြမှာပါအခုတော့နော်ဝေနိုင်ငံမှာတိုးအုပ်ကြီးတွေကြောင့်နာရီပေါင်းများစွာလမ်းပိတ်နေတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်နော်ဝေမှာတိုးတွေကိုတောင်ပေါ်လွတ်ထားတာဟာအစာစရိတ်တတဟိုတင်မဟုတ်ပါဘူးတောင်ပေါ်ကတဘာဝအတိုင်းပေါက်တဲ့မြက်တီနဲ့ဆေးဖက်ဝင်အပင်တွေကိုစားရတာကြောင့်နော်ဝေကထွက်တဲ့တိုးသားနဲ့တိုးမွေဟာအရည်အသွေးပိုကောင်းတယ်လို့နာမည်ကြီးပါတယ်နော်ဝေနိုင်ငံရဲ့နွေရာသီရောက်ပြီဆိုရင်လယ်သမားတွေဟာသူတို့ရဲ့တိုးတွေကိုတောင်ပေါ်စနီအုပ်စုလိုက်မောင်းနှင်သွားကြပါတယ်တနွေရာသီလုံးတောင်ပေါ်မှာလွတ်လပ်စွာညက်ထင်းစားရင်မတူညီတဲ့ပိုင်ရှင်တွေရဲ့တိုးတွေဟာရောနှောနေထိုင်ကြတာပေါ့အခုခေတ်မှာတော့နားရက်ကအမှားသာ ER tax တွေတင်မကဝဲတိုးတချို့ရဲ့လေဘင်းမှာ GPS လေပတ်တွေဆင်းပိတ်ထားတပါတယ်ဒါကြောင့်တိုးဒီဘယ်နားရောက်နေလဲဆိုတာကိုလယ်သမားတွေကဖုံးထဲကနေတောင်ကြည့်လို့ရနေပါပြီဒါပေမဲ့စောင်းဝေလူနင်းတွေချတောင်ပေါ်မှာမြက်တွေကုန်သွားပြီဆိုရင်တော့လယ်သမားအလုံးစုပေါင်းပြီးတိုးအုပ်ကြီးတွေကိုလမ်းမအတိုင်းမြို့ပေါ်ပြန်ခေါ်လာကြပါပြီအဲ့ဒီအချိန်မှာတော့အခုလိုမျိုးကီလိုမီတာနဲ့ချီတဲ့တိုးပိတ်ဆို့မှုကြီးတွေဖြစ်ပေါ်လာတတ်ပါတယ်တနွေရာသီလုံးတောင်ပေါ်မှာပစ်ထားလာမျိုးမဟုတ်ပဲလယ်သမားတွေဟာအလှည့်ကျစနစ်နဲ့ဖြစ်စေနယ်မြေတတ်မှတ်ပြီးဖြစ်စေတိုးတွေရဲ့ကျမ်းမာရေးကိုတွားရောက်စစ်ဆေးလိရှိပါတယ်မြို့ထဲရောက်တဲ့ခါမှာတော့တိုးတွေကိုခြံဝင်းလေးတွေနဲ့ခဏထားပြီးပိုင်ရှင်တွေကသူတို့တိုးရဲ့နားရက်မှာတတ်ထားတဲ့နံပါတ်ပြားလေးတွေကိုကြည့်ပြီးကို့တိုးကိုခွဲခြားထုတ်ယူကြတာပါဒီလိုတိုးတွေတောင်ပေါ်မှာလွတ်လပ်စွာမြက်ခင်းစားတာဟာနော်ဝေရဲ့တောတောင်ရှုခင်းတွေကိုအပင်တွေပိတ်မနေအောင်တဘာဝအတိုင်းမြက်ခင်းရိပ်သလိုမျိုးဖြစ်နေစေပါတယ်ဒါကြောင့်နော်ဝေရဲ့တောင်တန်းတွေဟာအမြဲလှပနေတာပါတကယ်ကိုစနစ်တကျတဲ့ချစ်စရာကောင်းတဲ့မြင်ကွင်းလေးမဟုတ်လားဗျာအားပေးတွေတို့ comment နေတဲ့တယောက်ချင်းကိုကျေးဇူးတင်ပါတယ်နော်